င်္ဂလာခင်ဗျာအခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ငါးတွေရှေ့ပြောင်းသွားလာတဲ့အကြောင်းကိုလေ့လာဖို့နည်းပညာတွေမပေါ်ခင်ကအသုံးပြုခဲ့တဲ့ Nick Snick လေးအကြောင်းပဲဖြစ်ပါတယ်ငါးတွေနဲ့နေအောင်ဖဲချိုးခင်ဗျနည်းပညာတွေမပေါ်ခင်ကလေးကလူတွေဟာငါးတွေရှေ့ပြောင်းနေတတ်မှုအကြောင်းလေ့လာဖို့အတွက်ငါးရဲ့အမီးမှာအနေအောင်ဖဲချိုးလေးတွေချီပြီးအသုံးပြုခဲ့ကြပါတယ်အဲ့ဒီလိုငါးရဲ့အမီးမှာအနေအောင်ဖဲချိုးလေးတွေချီနှောင်ပြီးရေထဲပြန်လွတ်ပေးတဲ့အကြောင်းကို1653ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Isa Walton ရဲ့ပြည့်စုံသောငါးဖမ်းသမား The Complete Angler ဆိုတဲ့စာအုပ်မှာအစောဆုံးမှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။ငါးကိုမှတ်သားလေ့လာခဲ့တဲ့ရှစ်ခေတ်နီလန်းတွေကတော့ခေတ်မီ electronic နည်းပညာတွေမပေါခင်မှာသူတွေတွေနဲ့ငါးဖမ်းသမားတွေဟာရိုးရှင်းတဲ့နီလန်းမျိုးကိုအသုံးပြုပြီးငါးတွေရဲ့ရေးလျားမှုကိုခြေရာခံခဲ့ကြပါတယ်။အခြေခံအကြောင်းနီလန်းကတော့ငါးတွေကိုဖမ်းဆီးတယ်၊မှတ်သားတယ်၊ပြီးတော့ပြန်လွတ်တယ်၊ပြီးတော့ပြန်လည်းဖမ်းဆီးတယ်။ဒီနည်းကတော့ mark and recapture နည်းလမ်းကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။ငါးကိုဖမ်းမှတ်သားစရာတစ်ခုကိုတက်ပြန်လွတ်ပြီးနောက်ပိုင်းမှာပြန်လည်ဖမ်းမိတဲ့အခါအချက်လက်တွေကိုစုဆောင်းတာဖြစ်ပါတယ်။အစောဆုံးနည်းလမ်းတွေကတစ်ခုဖြစ်တဲ့ငါးအမီးဒါမှမဟုတ်ငါးရဲ့ရေရက်မှာဖဲကျိုးဒါမှမဟုတ်ကျိုးချီနှောင်တာကတော့ငါးတွေဟာမွေးတဲ့နေရာကိုပြန်လာတာဆိုတာသိနိုင်မှုအတွက်ရိုးရှင်းတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အတောင်မှဖြတ်တော့ခြင်းဒီတောင်မှဖြတ်တော့ခြင်းကငါးရဲ့ရေရက်တောင်တစ်ခုကိုဒါမှမဟုတ်ရေရက်အစိပ်ပိုင်းလေးတစ်ခုကိုညှက်ထားပေးခြင်းဖြစ်ပါတယ်ဒီနည်းလမ်းကလည်းရိုးရှင်းပြီးတော့ကုန်ကျစရိတ်လည်းနည်းပါတယ်သူတေတီတွေအတွက်ကတော့အုပ်စုလိုက်ခွဲခြားလေ့လာဖို့ဥပမာဒီနေ့မှာမှတ်သားထားတဲ့ငါးတွေဒီနေရာကငါးတွေပြန်လာသလားမလာဘူးလားစသဖြင့်သိရန်လွယ်ကူစေပါတယ်တတုပြားလေးများ1800ပြည့်လို့နှစ်တွေမှာတော့ပီတာဆန်ဒစ်လိုမျိုးခိုင်ခန့်တဲ့တတုပြားလေးတွေအသုံးပြုဖို့ခေတ်စားလာပါတယ်ဒီပြားလေးတွေကိုငါးရဲ့ဘဲအဖုံဒါမှမဟုတ်ခန္ဓာကိုယ်အသားတွေကိုဝါယာကြိုးလေးနဲ့ထိုးပြီးတော့တက်ဆင်ကြပါတယ်ဒီနည်းလမ်းကဖဲကျိုးတွေထက်ပိုခိုင်ခန့်ပြီးတိကျနံပါတ်တွေထည့်သွင်းထားနိုင်တာကြောင့်ပြန်လည်ဖမ်းမိတဲ့အခါဘင်္ဂါလဲဆိုတာအတိအကျသိနိုင်ပါတယ်ဒီလိုရိုးရှင်းတဲ့နည်းလမ်းတွေဟာခေတ်မီနည်းပညာတွေအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်အဲ့ဒီကလေးကငါးတွေကိုမှတ်သားခြင်းဟာငါးတွေရဲ့ရွေးလျားမှုနဲ့ဘဝဆက်ကိုလေ့လာဖို့အကျိုးရှိတဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်းသိနိုင်ခဲ့ပါတယ်ကျွန်တော်တို့ငါးစီလို့တောက်ပေါက်တဲ့အခါငါးတွေကိုမှတ်သားဖို့အတွက်ငါးရဲ့ဥကောင်းမှာဒုချောင်းနဲ့1 2စသဖြင့်နံပါတ်တွေရေးထားခဲ့ပါတယ်မျိုးစုံတွေပြုတဲ့အခါကျတော့မျိုးစုံတွေရဲ့ဥကြုံမှာစပိန်ကဘောကျနဲ့တက်ဆင်ခွဲခြားမှတ်သားခဲ့ဥပါတယ်ဒီမျိုးစုံကဥချသားပေါက်ပြီးသားလားမိုတင်လုပ်ပြီးလားမလုပ်ဘူးလားစသဖြင့်သိနိုင်ပါတယ်ငါးတွေကိုမှတ်သားဖို့တဲ့ငါးရဲ့ဥကောင်းမှာဒုချောင်းနဲ့1 2စသဖြင့်နံပါတ်တွေရေးထားပါတယ်ဒီငါးကဘယ်နှကြိမ်ဥချသားပေါက်ပြီးပြီလဲအထီလားအမာလားစသဖြင့်မှတ်သားထားခြင်းဖြစ်ပါတယ်အဲ့ဒီဘိုးချုပ်ကိုပဲရေငန်ငါးရဲ့စုတော်မှာတက်ဆင်အသုံးပြုကြည့်တော့အဆင်မပြေပြန်ပါဘူးစုတော်ကချုံ့မွတ်နေတာဆိုတော့ကလေတချို့ရေလိုသားကြီးတွေပြောတာကြားဘူးလေငရံတွေကိုရေထဲမှာကျိုးနဲ့ချီနှောင်ထားတယ်ဆိုတဲ့အကြောင်းကိုပေါ့ဘလို့ချီလဲဆိုတော့ငရံရဲ့အမီးကိုကျိုးနဲ့ချီထားလိုက်တယ်ဆိုပါတယ်မြေထဲမှာမိတဲ့ငရံငုတ်တိုင်မှာကျိုးချီထားတော့ဘယ်မှသွားလို့မရတော့ပါဘူးကုန်းပေါ်မှာနားတွေကိုကျိုးချီထားသလိုဆိုတော့အချိန်မီပြန်ဖမ်းလို့ရတဲ့သဘောပါပဲခုချိန်မှာများကျွန်တော်တို့ငါးလေးတွေကိုဖေးချိုးလေးတွေချီပြီးလွှတ်လိုက်မယ်ဆိုရင်ကနေကြမလားမသိတော့ပါဘူးကျွန်တော်ကတော့သူတို့အမီးမှာအနီအောင်ဖေးချိုးလေးတွေချီပြီးသူတို့လေးတွေကိုရေကူးခိုင်းလိုက်မိပါတော့တယ်ကျေးဇူးတင်ပါတယ်